ဟာအရိတ်လိုအလုံးဖြစ်ခဲ့ပြီငိုတန်တွေနဲ့ဝေးရာဤတန်များလည်းမကြနိုင်ရာတနေ့ရရှာတွေ့ခဲ့ပြီမြင်နီလန်းကလွမ်းသေးသည်ဒီနေ့ဒီငြိမ်းအေးစေရသွားဘဝမှာခံစားချက်တွေရင်ကျက်မှုရှိလာပါပြီရင်မဆက်တပါမီတွေမလို့နိုင်အရောက်လာပြန်သွားရမှာတိလျက်နဲ့အမှားတွေပြင်ကနေဝင်နေထွက်ခရီးတဲ့တူရဲ့တွေ့ဆုံးမှုပြီးလမ်းခွဲဘူးသေးသည်ချမ်းသာခြင်းတွေဆင်းရဲကြခြင်းတွေဒါတွေတကယ်တမ်းကြတော့ကြာဘူးပန်းထန်နေလို့တဲ့လာရတယောက်ထဲလက်ပြန်တန်တရားမဆုံးတဲ့ခရီးစဉ်မှာအလူဒါနာမျိုးစေ့ချလို့သွားဖြစ်နေတာတို့ပြက်လျင်ပြက်ဖို့အတွက်ဖြစ်တည်တာကိုရင်မသိထားတရားကိုလမ်းမြင်ခဏတာလူခရီးလေးမှာနေရတဲ့မြတ်တာရင်ခွင်ဒီနေရာတို့ရောက်အောင်သွားပါရနိုင်တဲ့အရာမရလိုက်ဖြစ်ကြမယ်